အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်စနေသားစနေသမီးများအားလုံးတို့လာရောက်ဟောကြားခြင်းဖြစ်ပါတယ်စနေသားသမီးများတို့ဒီကာလဟာစိတ်ပင်ပန်းမှုများပြီးတောင်းဝန်တရားတွေပိုများလာတဲ့ကာလဖြစ်ပါတယ်စနေသားတွေကအပြင်မှာသလိုနေတတ်ပေမဲ့စိတ်ထဲမှာတော့အရာရာကိုတိတ်တိတ်လေးခံစားတတ်ပါတယ်အခုတလောကိုယ့်ဘက်ကကောင်းပေးသလားပြန်မရသလိုခံစားရတာလူယုံကြောင့်စိတ်ပြတ်ရတာတွေကြုံနိုင်ပါတယ်အလောက်ကိုင်ဘက်မှာတော့တာဝန်ပိုများလာတတ်ပါတယ်ကိုတယောက်တည်းပင်ပန်းနေရသလိုခံစားရပေမဲ့ဒီကာလမှာစူးစမ်းထားသမျှကနောက်ပိုင်းအကျိုးပြန်ပေးမဲ့ကာလဖြစ်ပါတယ်ငွေကြေးဘက်မှာဝင်သလောက်ထွက်နေတတ်ပါတယ်အထူးသဖြင့်အိမ်ကိစ္စမိသားစုကိစ္စကျန်းမာရေးကိစ္စတွေကြောင့်ငွေကုန်များတတ်ပါတယ်စနေသားတွေကဒီကာလမှာစိတ်ဖိစီးမှုများပြီးညဘက်အိမ်မပြောတာအသွေးများတာတွေဖြစ်တတ်ပါတယ်ချစ်ရေးဘက်မှာတော့အေးသလိုနေပြီးစိတ်ထဲမှာတော့အယံခံစားတတ်တဲ့ကာလပါတချို့စနေသားတွေမှာအရင်လူဟောင်းနဲ့ပြန်ဆက်သွယ်ရနိုင်ပါတယ်ဒါပေမဲ့အတိတ်ကိုပြန်မဖတ်သွယ်တဲ့ကာလပါဒီကာလမှာစနေသားတွေကစိတ်ရှိပြီးတိတ်တိတ်ကြိုးစားနိုင်ရင်နောက်ပိုင်းတစ်ဖြည်းဖြည်းတက်လာမဲ့ကံရှိပါတယ်ရေရအနေနဲ့စနေနေ့မှာဖះကိုရေချမ်းကပ်ပြီးမိဘနှစ်ပါးကိုကြော့ပေးပါဒီကာလဟာစနေသားများအတွက်ပင်ပန်းပေမဲ့အကျိုးရှိလာမဲ့ကာလဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာကျွန်တော်ဘာကိုပြောချင်လဲဆိုတော့စနေသားတွေကကျွန်တော်တို့အရင်ကလူဟောင်းပေါ့နော်အဲ့လိုလူဟောင်းပြန်လာရင်ကျွန်တော်အကြံပေးချင်တာကတော့ဒါပေမဲ့လက်ခံတာလက်မခံတာကတော့မိတ်ဆွေတို့ရဲ့အပိုင်းပေါ့နော်ဒါပေမဲ့ကျွန်တော်အကြံပေးချင်တာဘာလဲဆိုတော့ဒီကာလမှာလက်မခံတဲ့လက်ခံနိုင်လို့ရှိရင်မိတ်ဆွေတို့ပဲစိတ်ဆင်းရဲတဲ့ဒဏ်ကိုခံစားရလိုက်မယ်အဲ့ဒါကိုကျွန်တော်ပြောချင်တယ်နော်အဲ့ဒါအရေးကြီးဆုံးချက်ပဲကျွန်တော်တို့ဘယ်လိုပြောမလဲစကားဆိုတော်ရှိတယ်အိမ်အောင်ပြုဖျားတဲ့ဆေးမင်ဆုပ်ထိုးဤသုံးမျိုးဟုတ်လားအဲ့ဒီသုံးမျိုးထဲမှာအိမ်အောင်ပြုတာပါတယ်